အားလုံးပဲမင်္ဂလာပါမားတို့ရေကျွန်တော်တို့ live လေးကနောက်ကျနေပါတယ်တကယ်ဟို live ဆောင်နေတဲ့အမားတွေကိုတကယ် sorry ပါဟိုကျွန်တော်တို့ဆိုင်ဝယ်ကြတာရောပစ္စည်းကရောက်တာနောက်ကျတဲ့အတွက်ကြောင့်ဈေးကတ်တာနဲ့ဈေးတွက်တာနဲ့နည်းနည်းနောက်ကျနေပါတယ်ဟိုရသလောက်ပေါ်မားတို့ရနော်ဒီတစ်နာရီလောက်ပဲဖြစ်ဖြစ်ရှိတဲ့အမားတွေညီမတွေကဟိုညီမကိုဟို like and share လေးနဲ့ကူညီပေးပါအောင်နော်လိုက်ကြချဲလေးနဲ့ဖြစ်ဖြစ် head and share လေးနဲ့ဖြစ်ဖြစ်ကူညီပေးအောင်နော်ဒါမှမဟုတ်တချို့ဟို group တွေမှာ share ရင်လေအကောင့်တွေကအခုတလောက lock ကျတာတွေဖြစ်တဲ့အတွက်ကြောင့်မလို့မ share လဲရပါတယ်နော်နောက်ဒီနေ့ live လေးက crop top လေးတွေများများရောင်းပါမယ်ပြီးတော့ဟိုဟာဘောင်းမီလေးတွေပေါ့နော်အဓိကတော့ဂျင်းအကားလေးတွေအသက်ရောက်လာတွေအများကြီးရှိပါတယ်အဲ့လေးရှိပါတယ်ခေါင်းဝင်လေးတွေပေါ့နော်ခေါင်းဝင်လေးတွေရှိတယ်ဈေးတွက်ပြီးသလားပေါ့အမားတို့ရယ်နော်အဲ့ဒီကြားထဲမှာအမားတို့မေးတာလေးနဲ့အဆင်ပြေအောင်ရောင်းပေးတော့ပါမယ်ဒီနေ့မပြီးမနက်ဖြန် live လေးမှာဆက်ပြပါမယ်နော်အဲ့တော့ left hand share လေးနဲ့တော့ကူညီပေးပါအောင်နော် group လေးတွေမှာ plus size group လေးတွေပါပဲ share ပေးပါရှင် plus size group လေးမှာပဲ share ပေးပါနော်ပစ္စည်းလေးတွေကဒီနေ့နောက်ကျဝင်လာအရန်ကားအရင်နောက်ကျတာပါအမှန်ပုံမှန်ဆိုရင်ကျွန်တော်တို့ဟိုမနက်ပိုင်းဆိုရင်ပစ္စည်းရောက်နေပြီဆိုဈေးကတ်တာနဲ့ live လွှင့်တာနဲ့အရန်ဟိုဖြစ်ပါတယ်เนาะအရန်ဟိုအဆင်ပြေတယ်ဒီနေ့ကကြတော့ရောက်လာတဲ့ဟာလေးကအရန်ဟိုနောက်ကျနေတာ3နာရီကျော်လောက်မှရောက်တော့အသေးအတန်ထားပြီးတော့ဟိုစိုင်ဝယ်လဲရှိတော့လေအဲ့ဒါမှနည်းနည်းနောက်ကျနေရပါ sorry ပါအမတို့ရေနော်ညီမတို့စိုင်လေးကရန်ကုန်တောင်ကလာဘရသိန်းချန်လဲအမှတ်689မှာဆိုင်ကပိတ်ရက်မရှိဖွင့်ထားပါတယ်ဆိုင်မှာလာပြီးတော့ရန်ကုန်ရောက်လို့ပဲဖြစ်ဖြစ်ရန်ကုန်ကသူပဲဖြစ်ဖြစ်ဆိုင်မှာလာပြီးတော့try ကြည့်လို့ရပါတယ်အဝတ်စားလဲကန်းဆိုလဲကျွန်တော်ကြဲကြဲဝုန်းဝန်းလုပ်ထားပါတယ်เนาะအဲ့တော့အဝတ်စားလဲကန်းဆိုလဲနှစ်ခမ်းပေါ့เนาะကြဲကြဲဝုန်းဝန်းကိုနှစ်ခမ်းလုပ်ထားပါတယ်ဆိုင်မှာအေးဆေးလာပြီးတော့ဝတ်ကြည့်လို့ရပါတယ်ရှင်ပြီးတော့ညီမတို့ဆိုင်မှာ3သိန်းဘိုးနဲ့အထက်ဆိုရင်ညီမတို့ member card လေးပေးနေတဲ့အစီအစဉ်လေးရှိပါတယ်အဲ့ဒီ member card လေးကကြတော့ညီမတို့နောက်ပိုင်းကျရင်ဘယ်လောက်ပဲဝယ်တစ်ထည်ပဲဝယ်နှစ်ထည်ပဲဝယ်အားလုံးကိုညီမတို့ 5% တက်သက်တာပေးတော့မှာဖြစ်ပါတယ်ရှင်ရက်30အတွင်းပေါ့နော်ရက်30အတွင်းတကယ်လို့တစ်ခေါက်ထဲမှာ3သိန်းမပြည့်ဘူးဆိုရင်တော့ရက်30အတွင်းမှာ3သိန်းပြည့်တယ်ဆိုရင်ညီမတို့ဟို member card လေးလုပ်ပေးတဲ့အစီအစဉ်လေးရှိပါတယ်เนาะတချို့အမတွေလည်း member card တွေရပြီးပြီလို့ထင်ပါတယ်เนาะတချို့လည်းတစ်ခါတည်းနဲ့ကိုယူတာ member card အရဝယ်ပဲအမရဲ့ဆိုပြီးအဲ့လိုမျိုးဒီလေးရှိပါတယ်ဟိုညီမတို့အမားတို့ဟိုတစ်ခေါက်ကမရလိုက်တဲ့ crop လေးတွေဆိုရင်ဒီတစ်ခေါက်ကအယောင်လေးတွေပိုးဆုံလာပြီးတော့လေပိုးဆုံလာပြီးတော့ပိုလှလာတယ်ပေါ့အမားတို့ရယ်နော်ပိုလှလာပါတယ်အယောင်လေးတွေပိုးဆုံလာပါတယ်ဟိုအမားတို့ comment တက်မတက်လေးသိချင်လို့ညီမကို high လေးဖြစ်ဖြစ်အဆင်ပြေတဲ့လူကနေပြီးတော့ high လေးတစ်လုံးပဲဖြစ်ဖြစ် scan shade ကလေ scan shade လေးလည်းရောက်ထားတယ်အနက်ရောင်လေးအမားတို့ကြိုက်တဲ့အနက်ရောင်လေးအဲ့ဒီဟာပထမတစ်ခေါက်ဆိုရင်ဂျင်းအနုအရင်လေးပဲလာတာဒီတစ်ခေါက်ကတော့ဟိုဗာလဲညီတို့အနက်ကလေးပြပါမယ်ခြီခေါင်ဝင်နဲ့အမခြီခေါင်ဝင်လေးကညီတို့ဆိုင်မှာရှိတာလေးပဲရှိမယ်အစ်စ်လေးတော့မဝင်သေးပါဘူးရှင်အနည်းကအမောက်စက်ကက်လေးဂျင်းစက်ကက်အရှိကြပေးမယ်နော်ဂျင်းစက်ကက်အရှိလေးအရန်လာတယ်မတို့ရယ်နော်ဟိုင်းမအေးမွန်ကျေးဇူးအများကြီးတင်ပါတယ်နော်မကျေးဇူးပါဒါလေးသမီးအိမ်ခေါင်းဝင်တစ်ထည့်ဟိုအရုပ်တရုပ်ကိုလေ cross နဲ့ scan ဒီ scan ကလေအမားတို့ဒီမှာဘေးခွဲနှစ်ခွက်နဲ့လေအမားတို့ပထမတစ်ခေါက်ကဝင်ထားလုံးဝအသားကောင်းတယ်အမားတို့ဒါညီမအနက်ရောင်ကိုတီးတဲ့လိုချင်လို့ညီမဟိုပြောရမယ်ဆိုရင်သူ့ကိုအမားကိုငါ့ကိုဒါလေးလုပ်ပေးပါဆိုပြီးလုပ်ထားတဲ့ဟာလေးဖြစ်ပါတယ်နော်ဒါမဲ့ဒီဟာတွေကအထည်ကိုရာချီယူရတာပါအထည်ရာချီယူမှရတဲ့ဟာလေးတွေပါဒီမှာပါနော်ဒီ jeans skirt အရှည်ကခါဆိုင်34 36 38 40 42 44အထိလာပါတယ်ဒီအိတ်ကလေးကတကယ်ထည့်လို့ရပါတယ်နော်အမတို့နော်ဒီအိတ်ကလေးကတကယ်ထည့်လို့ရပါတယ်ဘေးနှစ်ဖက်အခွဲပါရှင်ဘေးနှစ်ဖက်အခွဲပါဒီလိုဘေးနှစ်ဖက်အခွဲပါဘေးနှစ်
ဘေးနှစ်ခက်တောင်ဖြစ်တယ်ဘေးနှစ်ဖက်အခွဲပါနော်ဘေးနှစ်ဖက်အခွဲလေးပါဈေးလေးက32,500ပထမရောင်းတဲ့ဈေးအတိုင်းရောင်းထားပါတယ်ရှင်32,500ပါဒီမှာကျဲသီးလေးရယ်ရှင်းစစ်လေးရယ်ကျဲသီးရယ်ပါနော်ရှင်းစစ်ရယ်ကျဲသီးရယ်ပါဒီစကက်လေးလည်းဒီနေ့လာဝယ်တဲ့အမားတွေဆိုရင်ကြိုက်ကြပါတယ်ဟိုဒီစကက်ရောက်ပြီးနောက်ပိုင်းရောက်တဲ့အမားတွေအကုန်လုံးတယောက်တစ်ထည်စီပါသွားတဲ့စကက်လေးပါဘေးနှစ်ဖက်အခွဲလေးကိုမှဂျင်းကိုမှဆွဲသားအပြည့်ပါပါတယ်ခါဆိုင်အမှန်တိုင်းယူပေးပါရှင်ခါဆိုင်အမှန်တိုင်းယူပေးပါမတော်မှစိုးပြီးတော့လေခါဆိုင်ဟိုဟာအခွဲမပါတာမရှိဘူးမှာဟုတ်အခွဲလေးတွေကတော့ပါတယ်မှာဟုတ်ခါဆိုင်အမှန်တိုင်းယူပေးပါခါဆိုင်34 36 38 40 42 44အထိလာပါတယ်ဆွဲသားအပြည့်ပါတဲ့အတွက်ကြောင့်မို့လို့ဟိုညီမတို့တင်ကားတဲ့သူတွေရောအကုန်အားလုံးစင်ပြေတယ်မှားလို့ရနော်ဒီဂျင်းဆွဲသားလေးဖြစ်တဲ့အတွက်ကြောင့်မို့လို့တက်တာရှိပါတယ်အခွဲမပါတာမရှိဘူးမှာဟုတ်အခွဲကလေဘေးလေးမှာပဲဖြစ်ဖြစ်အနောက်လေးမှာပဲဖြစ်ဖြစ်အရှိလေးမှာပဲဖြစ်ဖြစ်အဲ့လိုမျိုးလေးတွေပါလို့ပါနော်မှာအဲ့တော့ဒီစကတ်လေးလိုချင်တဲ့အမားတွေရှိရင်ပြောပါခါဆိုင်34 36 38 40 42 44ထိလာပါတယ်ဈေးလေးက32,500ပါ32,500ပါဘေးနှစ်ဖက်အခွဲလေးပါဒီရှေ့ကအိတ်ကက်လေးနှစ်ဖက်ကတကယ်ထည့်လို့ရပါတယ်ရှင်ကာဂိုစကတ်ပုံစံမှာဂျင်းုံမှာဘေးနှစ်ဖက်ခွဲလေးပါဒါလေးကို crop လေးနဲ့ဝတ်တအားလှပါတယ်နော်အနက်ရောင်လိုချင်တဲ့အမားတွေရှိရင်ဒါလေးဘယ်ယူမဖြစ်ယူသိမှာရဲ့နော်ဒါလေးကညီမနဲ့ကတ်ကြထားတာပါအယုံမဝတ်ထားတဲ့ပုံလေးပြပေးမယ်နော်အယုံမကိုဝတ်နေပါပြီရင်းကြီးလေးကအမားတို့ဟိုတစ်ခေါက်ကမရလိုက်တဲ့အမားတွေပြန်ဝင်လာပါပြီနော်နေရာလေးကဒီအင်ဂျီလေးကရင်းဆိုင်42 44 46 48 50အထိရပါတယ်တီရှပ်ဆွဲသားကိုမှဒီစနူပီလေးဆိုတာတော်တော်ရောင်းอ่ะဒီအရောက်ကလေးတွေကလေစနူပီမဟုတ်ဘူးစနူပီလေးလားစနူပီလေးကဒီကလေးတော်တော်ရောင်းရတဲ့ဒီဇိုင်းလေးပါဒီဒီဇိုင်းလေးကိုပြီးခဲ့တဲ့အခါကလည်းလုံးဝတစ်ထည်မှမကြံအောင်အားပေးကြတယ်အခုတစ်ခေါက်ကကျတော့ပို့ပြီးတော့ညီမတို့အရောင်လေးပို့စုံလာပါတယ်ဈေးကတော့15,500ပါပထမတစ်ခေါက်ထက်1000ဈေးလျော့သွားတယ်နော်15,500ပါရှင်15,500ကိုအသားရောင်လေးရပါမယ်ပြီးတော့ဒါလေးကခဲပြလေးပါရှင်ခဲပြလေးပါအနက်လေးရပါမယ်ပြီးတော့ဒါလေးကအဖြူပါပြီးတော့ဒါလေးကဟိုဘေးဒါရောင်လေးပါခရမ်းပေါ့နော်ဘေးဒါရောင်လေးဒါလေးကကြတော့ပန်းခရမ်းသွားပါတယ်ပန်းခရမ်းရောင်လေးပါရန်ကုန်ကပါရှင်ဒါလေးကလေဟို new color လေးပေါ့နော်ပန်းဟိုမှာအဖြော့လေးပါပန်းဖြော့လေးပါရှင်ဒါလေးကစိမ်းပြလေးပါစိမ်းညရောင်လေးပါအသားရောင်လေးနဲ့ဆိုအရောင်က8ရောင်လာပါတယ်အရောင်က8ရောင်လာပါတယ်ဈေးက15,500ပါတီရှပ်သားဟိုမှာညီမတို့ဘယ်လိုမျိုးလဲဆိုတော့ဆွဲသားပါပြီးတော့ချီဆွဲသားပါเนาะသူကလုံးဝအေးတဲ့အသားပါဒီဟာလေးပထမတစ်ခေါက်ကမရလိုက်တဲ့အမတွေဆိုရင်ပန်းခရမ်းလေးရပါမယ်ဟန်ငိမ့်လေးရမယ်เนาะတဲ့စိမ်းပြလေးလည်းရမယ်ဟန်ငိမ့်လေးကပန်းခရမ်းရယ်စိမ်းပြရယ်ပန်းခရမ်းလေးရမယ်စိမ်းပြလေးလည်းရမယ်เนาะအမတို့အရောင်လေးပြန်ပြောပါမယ်အသားရောင်လေးပါခဲပြလေးကမက်ခိုင်ပါဟုတ်ခဲပြလေးမက်ခိုင်ဖက်ပေးပါမယ်เนาะဒါလေးကခဲပြလေးပါခဲပြလေးလည်းတော်တော်လေးကိုဝင်းလင်းနဲ့လှပါတယ်เนาะအနက်ကတော့ဒါအနက်ကြိုက်တဲ့အမားတွေညီမတွေဆိုရင်တော့ဒါပြောပြမလို့တော့အဆောင်ပါเนาะအနက်ရပါမယ်ဒီမှာအဖြူလေးရပါမယ်ပထမတစ်ခေါက်ကဒီလိုရောင်လေးတွေလုံးဝမရှိပါဘူးဒါလေးကကြတော့ဘေဒါရောင်ခရမ်းရောင်ပေါ့เนาะဘေဒါရောင်လေးပါဒါလေးကပန်းခရမ်းရောင်ပါပန်းခရမ်းမှာဒီ T-shirt crop လေးတွေကဟို crop ဆိုပေမဲ့တအားမတူပါဘူးเนาะတအားမတူတဲ့အတွက်အမတို့ဝေးရတဲ့သူအရင်အဆင်ပြေပါတယ်ဒါလေးက new color လေးပါပန်းဖြော်လေးเนาะပန်းဖြော်လေးပါဒါလေးကကြတော့စိမ်းပြလေးပါရှင်အနက်ကဟန်ငိမ့်လေး3ထည်ပေါ့เนาะအနက်ကလေးလည်းရမယ်
ဒီချင်းကက်လေးကလည်းတော်တော်လေးလာတာเนาะအမတို့ဒါခါဆိုင်လေးကိုညီမရှိမှာဟို size စုံလုံးယူထားစေချင်ပါတယ်ခါဆိုင်34 36 38 40 42 44ပါသူကဒီလို crop လေးနဲ့ဝင်တအားလှပါတယ်တအားကိုလှတာပါเนาะဈေးလေးက32,500အပေါ်ကအင်ဂျီလေးက15,500ပါပထမတစ်ခါတဲ့ဈေးလေးလျော့ပါတယ်เนาะဒါလေးဆိုရင်ခဲပြပါဒါလေးကခဲပြပါပြီးတော့ဒါလေးဆိုရင်အနက်ကလေးပါရှင်အနက်ကလေးပါပြီးတော့ဒါလေးကအဖြူလေးပါဒါလေးကဘေးထားဟိုမှဘေးထားရောင်ပေါ့နော်ခရမ်းရောင်လို့လည်းပြောလို့ရပါတယ်ဒါလေးကတော့ပန်းခရမ်းဒီတစ်ခေါက်ရောက်လာတဲ့ထဲမှာဒါအရောင်စမ်းလေးပါပန်းခရမ်းလေးပါပြီးရင်ဒါလေးကပန်းဖြော်လေးပေါ့နော်မိုင်းလိုရောင်အဖြော်လေးပါညွတ်ကာလာလေးပါပြီးတော့ဒါလေးကကြတော့စိမ့်ညာရောင်ပါစိမ့်ညာရောင်ပါအရောင်ကအားလုံးပေါင်း8ရောင်ရပါမယ်ဈေးလေးက15,500ပါရှင်15,500ပါเนาะအမားတို့ဒါလေးလိုချင်တဲ့အမားတွေရှိရင်ချက်ပေါက်မှာမှာယူလို့လည်းရပါတယ်ညီမတို့ပုံလေးတွေလည်းတင်ပေးပါမယ်ဗီဒီယိုလေးတွေလည်းတင်ပေးပါမယ်เนาะမောက်လာနောက်တော့တယ်ခိုးရရှယ်ထိုးနောက်တော့ပုံမောက်ရေးပေးတယ်လဲမလို့သေးပါအဲ့တော့အမားတို့ကြည့်တင်တာလေးရှိရင်လည်းပြောလို့ရပါတယ်เนาะငါကတော့ညီမရောင်ဒီနေ့အစ်စ်ရောက်တဲ့ဟာလေးတော့ပြသွားပေးပါမယ်ကြည့်တင်တာလေးရှိရင်ပြောပါเนาะဒီစကက်လေးအရင်ယူစေချင်ပါတယ်အရင်မိုက်လို့ငါက34တစ်ထည့်ယူပါမယ်ဒါလေးက36ပါအရင်မိုက်တယ်မတို့ဆွဲသားလုံးဝအပြည့်တည်လားဆွဲသားလုံးဝအပြည့်ပါအပြင်မှာအနဲ့အောင်ဆွဲဆိုးနေရပဲအသားထူပြီးတော့ဆွဲသားအပြည့်ပါနော်စတိုင်ပန်အတူခါ36ဘာရောင်ရှိလဲဟုတ်ပြပေးမယ်နော်စတိုင်ပန်အတူခါ36အတူခါ36ပြပေးမယ်နော်ညီမလေးဟွာကျဲတီးလေးနဲ့ပုံလားရှေးထောက်လေးနဲ့ပုံလားယင်ချင်းဘောပန်ရှိတာဘဲပန်လားယင်ချင်းဘဲပန်ရှိပါတယ်ခါဆိုင်လေးပြောပါနော်ချင်းဘဲပန်ရှိပါတယ်ခါဆိုင်လေးပြောပါရှင်ဟွာမလာခင်မှာဒါလေးဟိုစတိုင်ပန်လေးသွားယူနေတဲ့အချိန်မှာလေဒီ level အပိတ်လေးနဲ့ crop လေးလက်ရှည်လေးရောင်းချင်ပါတယ် level အပိတ်နဲ့ crop လက်ရှည်လေးရောင်းချင်ပါတယ်ဟိုဟာလေးမဖိုင်မေးတာလေရှေ့ကျယ်သီးလေးနဲ့လားရှေ့ထောက်လေးနဲ့လားယင် branded တွေကရော live မှာမရောင်းလားတဲ့ brand တွေကရှိတယ်ညီမလေး crop လေးတွေလောလောဆယ်များနေတယ် live မှာရောင်းပါမယ်ရှင်ဟုတ်လိုချင်တာလေးတော့ပြောပေးတော့အမကြီးကလောလောဆယ်တော့ဟိုဟာဗာလဲ uniqlo လေးတွေတော့ရှိတယ် live မှာမရောင်းတာလေမရောင်းဖြစ်တာမရောင်းဖြစ်တာဒီပစ္စည်းများများရှိတဲ့ဟာကိုမြန်ထုတ်ရောင်းနေတာဆိုတော့လေအဲ့လိုမျိုးဖြစ်တယ်ရရသမီးအရောင်လေးပဲပြချင်တာရှေ့ထောက်တဲ့ရှေ့ထောက်အရောင်ပြချင်သမီးဒါရှေ့ကျယ်ဒီဟိုထောက်လေးကိုပြော
ဟုတ်ရှေးထောက်လေးပြမယ်နော်36 34မရှိတော့ရှေးထောက်36မက်ခိုင်လေးကိုပြမယ်နော်ဒါလေးကခရမ်းလေးရမယ်ခရမ်းလေးရပါမယ်ပြီးရင်အနက်ကလေးရပါမယ်အနက်ကလေးရပါမယ်ပြီးရင်ဒီမှာခဲပြာလေးရပါမယ်ပြီးတော့ဒါလေးကဟိုပါပေါ့အသားရင့်ရောင်ပေါ့အသားရောင်လေးရပါမယ်ဒီ4ရောင်ရပါမယ်ဒါကြတော့အမရှေးထောက်ကခါ36ရောက်မယ်အရောင်ပါရှင် brand လေးတွေကလေမရောင်း live မှာမရောင်းဖြစ်တာသိလားစိုင်းမာတင်ကုန်းကုန်းအဲ့လိုဖြစ်နေတာအခုကအဲ့ရှိတာလေးတွေပဲချိတ်တာအဲ့လိုဖြစ်နေတယ်နော်ရောင်းတော့ရောင်းဖြစ်ပါမယ်ရှေ့တဲ့ဒီပါဗျာတဲ့သမီးရှေ့တဲ့ကြီးပါဗျာတဲ့ရှေ့တဲ့ဒီအရောင်လေးရှေ့တဲ့ဒီလေးလည်းပြမယ်နော်ရှေ့တဲ့ဒီလေးလည်းရောင်းပါမယ်ရှေ့တဲ့ဒီလေးကကြတော့ဒီမှာဘာလဲဆိုတော့ပန်းမိတ်ကပ်ရောင်လေးရပါမယ်ပြီးရင်ဒီမှာချောကလက်ရောင်လေးရပါမယ်ရှေ့ကျဲဒီကပြီးတော့ဒါလေးကအသားရင်ရောင်လေးเนาะအသားရောင်လေးလို့ပြောလိုက်ပါမယ်ပြီးတော့အနက်ရပါမယ်အနက်ရပါမယ်ပြီးရင်နက်ပြရပါမယ်နက်ပြလေးရပါမယ်ပြီးရင်ဒါလေးကကြတော့ကာကီအဖြော့လေးပါเนาะကာကီအဖြော့လေးပါဒါလေးကကြခရင်မြောင်လေးပါခရင်မြောင်လေးပါပြီးရင်နီညိုလေးပါသူက36ဒီဟာလေးကရှေ့စစ်ကတော့အရောင်နည်းနည်းစုံအောင်မယ်မတို့3ရောင်ဟိုက8ရောင်ရအောင်မယ်နော်အရောင်8ရောင်ရပါအောင်မယ်အရောင်လေးနည်းနည်းနောက်ဆုံးအရောင်8ရောင်ရပါမယ်ဒါကြတော့ရှေ့စစ်36မှာရမယ်အရောင်ပါနော်8ရောင်ရပါမယ်ရှေ့စစ်မှာ8ရောင်ရပြီးတော့ဟောဗာလဲဘေးစစ်မှာဆိုဘေးစစ်မှာဘေးစစ်တောင်ဖြစ်တယ်ဒါကရှေ့ထောက်လေးပါရှေ့ထောက်လေးမှာ4ရောင်ရပါမယ်အမသမီးလာပြီသမီးတို့တွေ့ကြလို့အဲ့လိုလားဒါဟိုရှေ့ထောက်လေးမှာနော်ချောကလက်နီညိုအနက်ယူမယ်တဲ့ချောကလက်ရယ်နီညိုရယ်အနက်ရယ်မခါရရမယ်နော်ညီမလေးချောကလက်နီညိုချောကလက်ဟိုပါလားလို့ချောကလက်ရဲ့နီညိုရဲ့အနက်ရရမယ်နော်။အော်ဒီဘောင်းမီလေးကဒီရှေ့ထောက်လေးက2500ပါ။ဒီဟာလေးကရှေ့စစ်လေးရ။ရှေ့ကျက်ဒီလေးရဗလား။ဒီဟာလေးက2500ပါ။ရှေ့ကျက်ဒီလေးက18500ပါရှင်။18500ပါဒီရှေ့ထောက်လေးနဲ့ကဒါလေးကကြာဒီလိုထောက်လေးနဲ့မဟုတ်လို့ညီမတို့ရှေ့ထောက်လို့ခေါ်လိုက်တာဒီရှေ့ထောက်လေးကကြာ2500ပါခုနရှေ့ကျက်ဒီလေးနဲ့ပုံက18500ပါရှင်18500ပါရှင်ဘာမှဒီရောကမလှလားမသိဘူးဘူးဘိုက်ဘူးဖြစ်ဒီလိုကားနေဟိုအယုတ်လေးနဲ့လဲပြလာမှာဟိုကအယုတ်အဟောင်းဦးတီနာကဟာလေးနဲ့လဲဖြစ်ရှေးထောက်ကအပေါ်ဆုံးအရောင်ယူမယ်တဲ့ရှေးထောက်ကအပေါ်ဆုံးအရောင်ဒီရောင်လေးနော်ညီမလေးအပေါ်ဆုံးအရောင်လေးထည့်လိုက်မယ်နော်ကျေးဇူးများကြီးတင်ပါတယ်ရှေးထောက်ကအပေါ်ဆုံးအရောင်အပေါ်ဆုံးအရောင်လေးကဒီအရောင်လေးနော်ညီမလေးမှန်မယ်ထင်တယ်နော်ဟုတ်ထည့်လိုက်ပြီနော်ညီမလေးကျေးဇူးများကြီးတင်ပါတယ်ရှင်တင်ပါတယ်ရှင်ဖယ်လိုက်ပါပြီရှင်ရှယ်ရီလေးနဲ့အမဝင်နေသိမ့်လာနေတယ်စပုံချစ်လေးကျေးဇူးအများကြီးတင်ပါတယ်ရှင်ဟိုပါလေရှယ်ရီကကြတော့အမဟိုစုတယ်တလားဝယ်တယ်သိမ့်တယ်မဝိပြဘူးလေအခုအဲ့ဒါပုံတင်ထားတဲ့ဖြောင်လက်တူလေးကဘာရောင်ရှိလဲပြသွားပြီမပြသေးဘူးညီမလေးပြပေးမယ်ဖြောင်လက်တူလေးဖြောင်လက်တူပြောင်းပုံတင်ထားတာလည်းပါလေကြည့်ပေးမယ်နော်တဲ့ဘာလေးပုံတင်လဲ
င်းဆက်ကတ်ချင်းရောင်တွေကခါ36အိတ်ကက်နှစ်ဖက်ပါတဲ့ပုံပြပါတဲ့ချင်းဆက်ကတ်ချင်းရောင်တွေကဒီမှာလေချင်းဆက်ကတ်ကလေချင်းရောင်တွေကခါ36မကျန်တော့ဘူးညီမလေးအနက်လေးပဲလောလောဆယ်ရောက်ထားတယ်နော်အိတ်နှစ်ဖက်ပုံနဲ့လေအရှိကိုပြောရမလားညီမလေးကျမတို့ဟိုကအတူလေးတွေတော့ပါမယ်ဟိုဘောင်းမီစကတ်လေးတွေဘောင်းမီစကတ်လေးတွေဒူးအုပ်စကတ်လေးတွေပါမယ်နော်ဘောင်းမီစကတ်လေးတွေထဲမှာတော့ချင်းရောင်လေးတွေပါပါမယ်ဘောင်းမီစကတ်လေးတွေထဲမှာတော့ချင်းရောင်လေးတွေပါပါမယ်好，米斯盖表妹妹，你哪里？其实是他东西里主要是盖里表妹，喏，你哪里？上表妹喏，看哪里上位吧，哪里？他在里边吧，亲，修啦，阿嘎啦。号码牌没ထားတယ်မသိဘူး။မိရကြည့်လိုက်။号码ကြည့်တယ်။ဟုတ်ကြည့်ပေးမယ်နော်ခဏလေးပါဆက်ပါပါလေးမိထားမယ်ဒီစက34နော်တော့ပြပေးအောင်မယ်မအေးစံနာတော့ကဒါလေးကအရင်မိုက်တော့တော့ဒီ top လေးပြချင်လို့နော်ဒီ top လေးကခါ36အရှူးလေးလားကားလေးလားပြောပေးပါနော်ကျမတို့ပြပေးပါမယ်ဒီ top လေးကcrop ပါ crop ကိုမှသူကလက်ရှည်ပါလေဘင်းကတအားကြီးဟိုပိတ်တဲ့ထဲလည်းမပါဘူးပုံမှန်တော့ပေါ့နော်အဲ့လိုမျိုးလေးပါလေဘင်းတအားကြီးတော့မကျဲဘူးလေဘင်းကျဲလေးဝှက်ချင်တဲ့အမားလေးဆိုရင်တော့ဒါမယူပါနဲ့သူကလေဘင်းကဟိုပုံမှန် normal ပေါ့နော်ပုံဒီအခုအမားဝတ်ထားတဲ့ဟာလောက်ရှိပါတယ်သူ့ရဲ့ထူးခြားချက်ကဘာလဲဆိုတော့လက်ကဒီလိုဖူဒီတွေမှာပါတတ်တဲ့လက်ပြားစီးပါလက်ပြားအစီးလေးပါနော်အဲ့လိုလေးပါဒီ top လေးကတအားလှပါတယ်ဈေးက19500အသားကလုံးဝကောင်းပါတယ် T-shirt သားဟိုမှာလုံးဝအကောင်းပေါ့နော်တော်တော်ကောင်းတဲ့အသားပါဂျင်းဆိုင်က42ကနေ48 50ရပါမယ်ဂျူဂျူချက်ဆိုတာအနက်ပါမလားမသိဘူးကြည့်ပေးမယ်အနက်မပါဘူးထင်တယ်ဟာ
အဲ့ကြည့်ပေးအနက်ပါလား မဒီမှာ30မာလီဒီလက်ရှိကအနက်ပါလားဟုတ်ပါဘူးပြီးရအောင်ဒီမှာထွက်လာတယ် ဆက်မပေါ့လေအဲ့လိုမျိုးကြီး ဒါလေးကလေအနက်မပါပါဘယ်နဲ့ရောင်းလဲကြည့်ဘယ်နဲ့ရောင်းလဲကြည့်ဒါလေးကအယောင်9ရောင်ရှိပါတယ်ဂျင်းစကအတူလေးတွေပါတယ်နော်ဘောင်းမီစကတ်ဖြစ်သွားပါတယ်နော်ဂျင်းစကအတူကြတော့ဒီဟာလေးကကြတော့ကျမတို့ဟိုပန်းဖြော့ရောင်လေးပါပန်းဖြော့လေးပါရှင်ပြီးရင်ဘာရောင်လေးရမလဲဆိုတော့ဒါလေးကကြတော့ဟိုပါလဲဒီရောင်လေးတော်တော်လှတယ်တော့ခွားရောင်လို့ဟာဟိုမလေးလို့ပြောရမလဲထက်လင်းလေးဒီရောင်လေးအရင်မိုက်ပါတယ်ဒီရောင်လေးရယ်ပြီးတော့ဒီမှာပေတာလေးပါဒါလေးကဒီ crop ကထူးခြားချက်ကလက်မှာလက်ပြားစည်းလေးပါတာပါเนาะဒီပန်းဟိုဟာလေးရပါမယ်ပန်းထရမ်းလေးရပါမယ်ပြီးရင်ဒီမှာကြောက်စိမ်းရောင်လေးအရန်မိုက်တယ်မတို့เนาะဒါလေးက scan နဲ့ဝေဘောင်းမီအတူနဲ့ဝေဘောင်းမီအရှင်နဲ့ဝေဟို flare ဘောင်းမီနေနဲ့ပဲဝေနောက် white jean လေးနဲ့ပဲဝေအရန်အဆင်ပြေပါတယ်ဒါလေးကကြောက်စိမ်းကြောက်စိမ်းရောင်ပါရှင်ပြီးတော့ဒါလေးကကြတော့အသားရောင်လေးပါဒါလေးကအသားရောင်လေးပါဒီမှာဗာလဲငှက်ခါးပြရောင်လေးနဲ့နီညိုလေးပါရှင်ဘောင်းမီစကတ်ခါ36ပြမယ်နော်ဂျင်းစကတ်ကတဲ့36ဒူးဖုံရောရှိလာတဲ့ဒူးဖုံကဒီပုံလေးရမယ်နော်ညီမလေးဒီပုံလေးအစ်စ်ဝင်ထားပါတယ်အမတို့မှာဒီမှာဗာဆိုင်တွေပါလေကြည့်54စီလားဟမ်အမဒါလေးကိုအယောင်လေးပြန်ပြပေးပါမယ်စကတ်လေးလည်းပြီးရင်ပြပေးမယ်ဒါလေးကအသားရောင်လေးပါဒါလေးကအသားရောင်လေးပါပြီးရင်ဘာလို့ဒီရောင်လေးရပါမယ်ဟုတ်မဲခိုင်စုလဲဟိုကအခုအင်ကြီးရဲ့ခါအရှည်လေးပြပေးပါခါအရှည်ကဒီမှာနော်ဒီမှာ crop ဖြစ်တဲ့အတွက်ကြောင့်မလို့အသားလေးလည်းဂျူဂျူချက်ပါရမယ်နော်ဒါလေးအရှည်တိုင်းပေးပါဦးခါဆိုင်ဘယ်လောက်ထိလာလဲခါဆိုင်34မပြားနဲ့မပြားနဲ့ကြောက်ရခက်တာဘယ်လောက်ထိ34ရာနေ44အဲ့ဒီအရှင်က18လမ်းမှာပါနော်သမီးဟိုမှာနော်ဟိုဦးတီတောင်းနိုင်ပေးလိုက်ကြောင်စိမ်းလေးပေးမယ်နော်ဂျူဂျူချက်ပါအသားရပါမယ်ဒါလေးကဒီဒါလေးကပန်းဖြော့ရောင်လေးပါပြီးရင်ဒါလေးကကြတော့တခွားရောင်လိုမျိုးလေးဒီရောင်လေးအရမ်းမိုက်တယ်အပြင်မှာလင်းနေတာပဲဒီမှာနော်ဒီလိုရောင်လေးပါပြီးရင်ဒါလေးကဘေးဓာရောင်လေးပါရှင်ဒါလေးကကြတော့ကြောက်စိမ်းရောင်ပါအစိမ်းရောင်ပါပြီးရင်ဒါလေးကအသားရောင်ပါအနီလေးကိုအနီးကပ်ပြပေးပါတဲ့အနီလေးတဲ့အနီလေးတစ်ထည်တော့ဖြန့်ပေးလိုက်ပြီလားဒီကိုပေးတာမပေးသေးဘူးပေးလိုက်ပါအသားနှစ်ထည်ပေါ့ဦးဒီတောင်းတာမပေးလိုက်လို့ကြောင်စဖုံးမလေးပေးလိုက်ဒါလေးကအနီလေးဘယ်လိုဝေးလို့ဒါလေးကဈေးက19500ပါရှင်ဒါလေးကဈေးက19500ပါအသားတအားကောင်းပါတယ်မတို့အပြင်ရောက်ရင်လုံးဝကြိုက်စေရမယ်အသားပါနော်လုံးဝကြိုက်စေရမယ်အသားပါလုံးဝအခြေဆိုင်ပါနော်ဒီဆိုင်ကဘလို့မှဟိုတနေ့လုံးနေလို့တစ်ခါတလေစကားပြောချင်မှပြောတာ तू ကအဲ့လောက်အခြေဆိုင်ပါနော်တော်တော်ကိုခြေတာပါတခါနေကြ3-4ရက်ကြာမှ reply ပြန်ပါတယ်အဲ့လိုခက်ဝယ်ရတဲ့ဆိုင်ဖြစ်တဲ့အတွက်ကြောင့်မတို့ပို့ပြီးအားပေးသင့်ပါတယ်နော်ဒါလေးကနီညိုလေးအပြင်မှာအနီလားနီညိုလား
နီလေးထင်တယ်ဒီကိုကြည့်လိုက်အနီပါဒါလေးကအနီလေးပါရှင်40နှစ်ကနေပြီးတော့48 50အထိတော်ပါတယ်ရှင်ရင်40နှစ်ကနေပြီးတော့48 50အထိတော်ပါတယ်ဈေးက18500ပါရှင်18500ပါအယောင်ကအားလုံးပေါင်းညီမတို့မှာ9ရောင်ရပါမယ်ကြောက်စိမ်းလေးရမယ်နော်မာစိုးဖွင့်ဖြူအသားနော်တဲ့မေသစင်ချက်တဲ့အသားဖယ်ထားတယ်ညီမလေးအစိမ်းလေးကြောက်စိမ်းလေးကကုန်သွားတယ်အသေးလေးဟန်ချင်းမရတော့ဘူးဘယ်ဟာလုံးစုပ်လေးလဲမပွင့်ဘယ်ဟာလေးလဲရှေ့ခွဲလေးမပါဘူးလားဆိုတာအော်ဟန်ချင်းလေးအဲ့ဆိုကြောက်စိမ်းဖယ်လိုက်ပြီတဲ့မချစ်မီးရခရမ်းမရမယ်နော်ဒီဘက်ကိုပုံပေးလိုက်ပါလားသမီးရဲ့သူကသူပဲယူပါစေမချစ်မီးရခရမ်းရမယ်ဟန်ချင်းလေးကဟိုဟာအစင်ကြောက်စိမ်းလေးဖယ်လိုက်တယ်လုံးစုဆိုတာဘာလေးကိုပြောရလဲတဲ့ရှေ့ခွဲလေးမပါဘူးလားမမင်းနဲ့အဲ့ဒါဆိုဘယ်ဟာပြောနေရလဲဩဒီဟာမျိုးကိုရှေ့ခွဲလိုချင်တာအဲ့လိုပြောရလားတဲ့ဒီဟာမျိုးရှေ့ခွဲမပါဘူးညီမလေးခေါင်းစုလေးတွေပဲပါတယ်အဲ့လိုကြောက်စိမ်းလေးကအခုမှကုန်သွားတာပါချားလဲဝင်လေးအသေးလေးပြန်ပြပေးမယ်မှဒါလေးကအနီလေးဒီအနီလေးကလေအပြင်မှာတော်တော်လှတာသိလားအသွေးကြတဲ့အနီပါနီညိုလည်းမဟုတ်ဘူးလုံးဝပုတ်သွားတဲ့အရာမဟုတ်ဒါနဲ့လုံးဝငြိမ်နေတော့အနီပါနော်ငြိမ်နေတော့အနီလေးပါအနီလေးရမယ်ပြီးရင်မတို့အသားရောင်လေးရပါမယ်ဒီလိုတယောက်လာခဲ့ဒီမှာအသားလေးရပါမယ်မပါဘူးဒီဘက်ဒီနည်းနည်းတိုးလို့ရတယ်မပါဘူးဒီမှာအနီလေးပါပြီးတော့ဒါလေးကလေလုံးဝပန်းဖြော့လေးတအားလှတယ်ဒါလေးတွေကလေတော်တော်လှတာပါပြီးတော့ဒါလေးကတခွားရောင်မှလေဟိုပစွန်စီဖက်တောင်ရောက်တယ်အဲ့လိုလင်းလင်းလေးဒီရောင်လေးလည်းအရမ်းမိုက်တယ်ပြီးရင်ဒီမှာဒါလေးကကြတော့ဗေဒာရောင်လေးပါနောက်ကကြတော့ဒါလေးကဟိုဟာလဲဆိုဘဲကောင်းသိန်းရောင်ပေါ့လားဟိုဘဲကောင်းသိန်းပေါ့ဘဲကောင်းသိန်းကြီးဦးစိန်ဒါကြီးဦးစိန်ရောင်လေးပါကြီးဦးသိန်းရောင်လေးဆိုပြီးတော့ခုလောလောဆယ်ဒီမှာ6ရောင်ပဲကျန်တော့တယ်ကြောက်စိမ်းလေးကုန်သွားလို့လေ6ရောင်ပဲရတော့ပဲဒီဆိုင်က40နှစ်ကနေ50အထိရပါတယ်သူ့ရဲ့အားသာချက်ကဒီလိုမျိုး swipe set တွေမှာအဲ့လိုမျိုးလက်ပြားစည်းလေးလေအမတို့အဲ့လိုမျိုးလေးပါပါတယ်ဒီလိုလေးပါလက်ပြားစည်းလေးပါလေပင်ကတအားလဲမကျဲဘူးတအားလဲမပိတ်ပါဘူးပန်းဖြော်လေးလှတယ်နော်ပန်းဖြော်လေးပေးလိုက်ဟုတ်ပန်းဖြော်လေးရပါမယ်ပန်းဖြော်လေးဖယ်လိုက်မယ်နော်ချောလက်လက်ဝင်းလေးကိုအဲ့တော့အမားတို့ကလောလောဆယ်6ရောင်ပဲကျန်တော့ပါမယ်အမှန်ကတော့9ရောင်လာတာပေါ့6ရောင်ပဲကျန်ပါတော့မယ်အဲ့တော့ဒီထဲကလိုချင်တဲ့အမားတွေညီမတွေရှိရင်ချက်ပေါက်မှာလာပြီးတော့မှာလို့ရပါတယ်ညီမတို့အဲ့ဆိုရင်ဒီ step လေးရှိကိုသွားလိုက်မယ်နော်ဒီ step လေးကအမားတို့ခါ size 34 36 38 40 42 44ထိရပါတယ်34တက်ထည့်လောက်မယ်နားတော့ယူခိုင်းလိုက်တော့လေဒီစကလေးက SP ရထွက်တာလေးပဲเนาะဒီမှာအရန်မိုက်တာဘာလေးလဲဆိုတော့ဒီမှာဒီနားလေးမှာအရှိကွဲလေးဟိုမှာကျဲသီး6လုံးနဲ့ပါရင်းစက်ကဒူးအုပ်လေးပုံအတက်ကလေးထွက်လို့လေဒါလေးကပုံအစ်စ်လေးပါနော်သူကခါဆိုင်34 36 38 40 42 44ထိလာပါတယ်ဈေးနှုန်းလေးက28500ပါ28500အရောင်ကတော့အနက်ရောင်တစ်ရောင်ပဲလာပါတယ်ဒါအနောက်ဘက်ပါဆွဲသားပါပါတယ်ဒါမဲ့တအားကြီးတော့မများဘူးဟိုအရှည်လောက်ဆွဲသားမများဘူးဒါမဲ့ဆွဲသားပါပါတယ်စိုက်မှန်ပါတယ်ဒီဒီဇိုင်းကစိုက်မှန်တဲ့အတွက်ကြောင့်မို့လို့ဆွဲသားပါပါတယ်စိုက်မှန်တဲ့အတွက်ကြောင့်မို့လို့ဒီမှာပါနော်စိုက်မှန်တဲ့အတွက်ကြောင့်မို့ပုံမှန်ခါဆိုင်အတိုင်းပဲယူပါတိုးယူတာလို့ရှော့ယူတာလို့မလုပ်ပါနဲ့နော်နောက်ကဂျင်းစက်ကအရှည်လေးကစိုက်34ကနေပြီးတော့44ထိလာပါတယ်ဒီလိုလေးနော်ဒီနားလေးမှာအခွဲလေးနဲ့အရန်မိုက်တော်လေးက36လေးရမယ်နော်ညီမလေးအနက်ရောင်တစ်ရောင်ပဲလာပါတယ်
ဘာဖြစ်လို့လဲဆိုတော့နဲ့ရောက်ပြောင်းမဲ့သူကထုတ်တော့နော်ကျန်ပြီး6လုံးနဲ့အရင်မိုက်ပါတယ်ခါ40လေးယူပါမယ်တဲ့ဟုတ်ဒူးအောက်ကလေးနော်မတ်ဆိုးပွင့်ဖြူလေးကခါ40ယူပါမယ်တဲ့ဟုတ်38ပေးပြီးပါလားဟုတ်36ပေးပြီးပြီလား36ပေးပြီးပြီလားအဲ့ဆိုရင်40လေးပေးပါမယ်နော်40ရုံးမယ်တဲ့ချောလက်လက်ဝင်ရလဲ40နဲ့ထည့်ပေါ့ဟုတ်အရှည်လေးပြပေးနော်တဲ့ဟုတ်မဖြူစင်ဖွေးလေးကြမယ်မအရှည်လေးပြန်အရှည်ကို30လေးတစ်ထည့်လောက်မမပေးပါသမီးပေးမှရှည်အရှည်လေးမရတယ်ဗာဒါလေးကအရှည်လေးပါမအရှည်ကိုနှစ်ဖက်ခွဲနဲ့လေရင်တော့ကသူကဂျင်းရောင်လေးတွေပဲထွက်တာအခုကအနက်ကလေးပါရှင်အနက်ကလေးပါရှင်သူလဲခါဆိုင်34ကနေ44ထိလာပါတယ်အနက်ရောင်ချင်းစကန်မျောနေတဲ့အမှားတွေဆိုတော့ဒါလေးယူလိုက်ပါတော့เนาะအရှည်လေးအရင်မိုက်တယ်ညီမအခုရောင်းနေတဲ့ crop လေးနဲ့ဝင်တော်တော်လှတာဒီနေ့စာရုံလာတဲ့အမှားတွေတော်တော်လှနေကြတယ်ဘေးနှစ်ဖက်ခွဲပါเนาะဒီချင်းစကတ်လေးအရှည်လေးကဘေးနှစ်ဖက်အခွဲလေးပါဆွဲသားလုံးဝအပြည့်ပါပါတယ်အသားကလည်းထူပြီးတော့လေဂျင်းသားအောင်မှာအကောင်းလေးပါเนาะအနက်ရောင်ချင်းစက်ကတ်လေးတွေအရင်မေးကြတဲ့အမှားတွေเนาะယူသင့်ပါတယ်ဒါလေးကအရှည်လေးက32,500ပါရှင်ဒီဒူးအောက်ကလေးက29,500ပါဒီဒူးအောက်ကလေးက29,500ပါဒီနားလေးမှာဒီလိုအခွဲလေးနဲ့เนาะညီမဒါမျိုးအရင်တော့ကလေအရှည်လေးရောင်းတော့အမတို့မေးကြတာလေအတူမလာဘူးလားဆိုတော့ဒီဟာလေးအတူလာပါပြီเนาะအင်ကြီးလေးရအောင်အဲ့ငါဘယ်လောက်လို့ပြောတာဘယ်လောက်လို့ပြောတာဖြူဝဲဟိုပါပြီစာမရှိဘူးထင်တယ်ဂျင်းမောင်းမီအရှိတဲ့3 quarter မရှိညီမလေးဂျင်းမောင်းမီအရှိထဲမှာမရှိ3 quarter ကလေအမတို့ဂျင်း stocking ထဲမှာရှိမယ်ဂျင်း stocking ထဲမှာရှိမယ်ဂျင်း stocking 2ကျူလေးပေးပါလားဒီတော့ဘိုက်ကပန့်ပုံစံလေး2ကျူလေးပေးပါကဲမဲလေးကဂျင်းသားပါရှင်ဂျင်းဆွဲသားပါဂျင်းသားပါနော်မအဲ့ပြဿနာဒီထဲမှာလိုင်းရဒီထဲမှာဆေးဘယ်လိုကြည့်ရမလဲဝေဖာသားပေါင်းမီအရှိပါလားတဲ့ crop နဲ့ဝေလို့အဆင်ပြေမယ်ဝေဖာသားပေါင်းမီအရှိကလေညီမလေးဟိုအမရှိပါနည်းနည်းလောလောဆယ်ဟိုလေးရှိတယ်အဲ့ဒါလေးပြပေးပါလားဟုတ်ပြပေးမယ်တဲ့အမအခုလောလောဆယ်လေခဏလေးနော်ဟိုကလေဘိုက်ကာပန့်ပုံစံလေးလေအရင်မေးကြလို့ပြချင်2ကျူနော်ဒါ4ကျူလား4ကျူပါရလို့ဒူးတီပေါ့ဟာ2ကျူမပေါ့လေဒူးတီပဲပါစိတ်ရတယ်တတိရတယ်တဲ့ကိုဝင်နဲ့မလို့တဲ့ခမိုက်မိုက်မိုးရဲတော့ဟုတ်လားအသေးလေးမွေးပြီလားမယ်နော်ဒီဥဆိုင်နော်ညီမလေးတတိရနေတာဒီမှာဟိုမှာငါပြောတဲ့အင်ကြီးစီကိုမမှတ်ထားကြတာအဲ့ဒါမရှိဘူးဟုတ်လေမမှတ်ထားကြဘူးဆိုင်လာဝယ်ရတာစိတ်ချမ်းသာတယ်တဲ့ဝန်ထမ်းတွေလည်းစိတ်ရှည်ကြတယ်တော်ကြတယ်တဲ့ဟုတ်မှာကျေးဇူးအများကြီးတင်ပါတယ်ဒါကလေအမတို့ဟိုဘိုင်ကာပန့်ပုံစံမှာဘ
ဘိုင်ကာပန့်ပုံစံလေးတူးကျူပါဒါဟိုညီမတို့ဟိုဒူးအတိလောက်သွားတာပေါ့နော်ဒူးအတိလောက်သွားပါတယ်ခါဆိုင်ကတော့အမတို့ဟိုဟာလောက်ကနေစပြီးတော့ဝတ်လို့ရပါတယ်36လောက်ကနေပြီးတော့42လောက်ထိရတယ်42 44တချို့ဆို46လောက်ထိဝတ်ပါတယ်စကန်မဲလေးတွေကခါ34ကနေ44ထိလာပါတယ်နော်အမစကန်မဲလေးတွေကအရှိရောဒီဟိုကွာတာရောက34ကနေ44 size ထိလာပါတယ်အရှည်လေးက32,500ဖြစ်ပြီးတော့ဟိုအတူလေးကဒူးအုပ်လေးပေါ့နော်ဒူးအုပ်လေးကကြတော့28,500ပါရှင်ဂျင်းမောင်းရေရှည်လေးကတဲ့ဒီဇိုင်းအစမ်းလေးခါဆိုင်လေးပြောအသက်လေးဘောင်းမီစကတ်လေးပြပေးဦးမယ်နော်တဲ့ခဏလေးဘောင်းမီစကတ်လေးအဲ့နော်ဘောင်းမီစကတ်လေးကခါသလောက်ဆိုလည်းမင်းသူပြောတယ်ဘောင်းမီစကတ်က3ပုံပါတယ်အဲ3ပုံလုံးဒီမှာပုံဒါလေးကဘိုင်ကာပန့်လေးပါဘိုင်ကာပန့်လိုချင်တဲ့အမားတွေရှိရင်ဒီဟာလေးယူလိုက်တော့မျက်စိမိတ်ပြီးဘာဖြစ်လို့လဲဆိုတော့ဒါလေးတအားဝတ်လို့ကောင်းတာအဓိကကျတော့တအားဝတ်လို့ကောင်းတာခါဆိုင်36ကနေပြီးတော့46လောက်ထိအေးဆေးဝတ်လို့ရပါတယ်36เนาะဟန်နီဝင်းဒါလေးကဈေးလေးကမှကြည့်ပေးပါမယ်ဈေးလေးက16,500ပါဒါလေးက16,500ပါဘိုင်ကာပန့်ပုံစံမျိုးဝတ်လို့လှပါတယ်ခါဆိုင်36ကနေပြီးတော့42 44ထိရပါတယ်အယောင်လေးတွေကအမားတို့ဒီဟာလေးကိုတော့jean stocking သားပါเนาะ jean stocking သားပါဒါပေမဲ့တအားဝတ်လို့ကောင်းတာဒီဟာကိုအမားကထုတ်တာမထုတ်ထားပြဘူးဒီဟာလေးကလေဒီလိုခါးပြားကြီးပါတယ်နည်းနည်းဈေးပေါ်တဲ့ဟာကြတော့ရိုးရိုးတရေချိုးနဲ့ချုပ်ထားတာပါအဲ့ဒါကိုတော့နည်းနည်းသတိပြုစေချင်တယ်ပြီးတော့ဘာလဲဆိုတော့အမားတို့ရောင်းတာဒီပြီးတော့ဒီလိုတစ်စိတ်ပါเนาะဒီတစ်စိတ်ပါเนาะ VI Vortex ဆိုတဲ့တစ်စိတ်ပါ 2XL size ပါသူကကြတော့ size က2 size ပဲလာပါတယ် free size နဲ့ 2XL ပေါ့နော်အမားတို့ကတော့ 2XL ပဲတင်ပါဘာလို့လဲဆိုတော့အမားတို့က plus size ရောင်းတဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်မလို့ 2XL ပဲရောင်းပါတယ်ဟို free size ဆိုတာကအမားတို့ size တွေပါဘယ်လိုမျိုးလဲဆိုတော့ခက်ပိန်ပေါ့အမားသမီးလေးဆို free size ဝတ်ပါတယ်ဘာလို့လဲဆိုတော့ဒီဟာရဲ့ဝတ်လို့ကောင်းတဲ့ taste ကခလေးတွေတော့တည်တယ်အမားသမီးလေးဆိုတာဒါကိုအကြောင်းကိုဟိုရောင်စုံဝတ်တဲ့ဟာလေးတွေဘာဖြစ်လဲဆိုတော့ तू ကဟိုပုံမှန်ဒီလိုဟိုဘယ်လိုလဲ stocking နဲ့ကိုလုံးဝမတူပါဘူးလုံးဝခန္ဓာကိုယ်မှာလုံးဝ ease fit ပြရတယ် comfort ဖြစ်တယ်ပေါ့နော်အဲ့တော့အကြောင်းမလို့ဒါလေးကဈေးကတော့16,500ပါဈေးများပါတယ်အရင်ကတော့ဒီဈေးတွေမဟုတ်ဘူးပေါ့ညီမတို့လည်းသိမှာပါအမတို့ညီမတို့လည်းသိမှာပါအဲ့ဒါလေးကိုညီမအယောင်လေးပြပေးပါမယ်ဒါလေးကတော့အမတို့ကဂျင်းအမဲပေါ့နော်အမဲလို့ပဲခေါ်လိုက်မယ်သူကဒီလိုအနီးကပ်ကြည့်ရင်အမတို့ဒီမှာတွေ့လားဂျင်းပုံစံမျိုးလေးတွေပါပါတယ်ဒါကကြတော့ဒါလေးကကြတော့ဂျင်းပြပါဒါလေးကဂျင်းပြပါဒါလေးကကြတော့အညိုရောင်ပါရှင်ဒါလေးကကြတော့စိမ့်ပြပေါ့နော်စိမ့်ပြရောင်ပါဒါကကြတော့နီညိုပါဒါလေးကကြတော့နေပြီပြပါဒါလေးကကြတော့ခရမ်းပေါ့နော်ပန်းခရမ်းရောင်ပါဒါပဲနော်ခဲမပါဘူးခဲဒါလေးကခဲရောင်လေးပါရှင်ညီမတို့အရောင်လေးကဒီလိုမျိုးလေးရပါမယ်ဂျင်းပြဂျင်းနဲ့ပြီးတော့အညိုအရင်စိမ့်ပြနီညိုနေပြီပြပန်းခရမ်းခဲဆိုပြီးတော့အဲ့လိုအရောင်လေးရပါမယ်เนาะဒီအသားရဲ့ဟိုဝတ်လို့ကောင်းတာကတော့ဟိုဝတ်ဖူးတဲ့အမားတွေဆိုရင်ဒါလေးကိုတအားကိုကြိုက်ကြလို့ခဏလာပြီးဝယ်တဲ့ပြီးတော့လေမှဒါလေးရတယ်တောင်းယုံတန်ယုံလေးခွာပေါ်နာလို့ပြဲတာလို့တိတ်မရှိပါဘူးအဲ့ဒါမလို့တစ်ခါဝယ်ပြီးရင်ကြာကြီးဝတ်ရတဲ့အတွက်ကြောင့်မလို့ခဏအမြဲတမ်းရောင်းရတဲ့ခါလေးပါเนาะအဲ့တော့အမားတို့ဒါလေးဝယ်မယ်ဆိုရင်သတိပြုပြီးဝယ်ပါဒီညီမကြီးမှာမဟုတ်ပါဘူးတခြားကဝယ်မယ်ဆိုလဲဘိုက်ကာကိုတဲ့ဘိုက်ကာပန့်ကိုအညိုသမီးလေးအညိုချင်းပြနီညိုရဲ့အညိုရဲ့ချင်းပြရဲ့နိုးချင်းပြမဟုတ်အဲ့ဒါချ
ရှင်းပြဆိုဒီမှာဒီရသမီးရှင်းပြရပါပြီနီညိုရပြီလားအညိုရပြီလားတဲ့ရသမီးခိုင်ကလေးရလေမခိုင်3နဲ့ဖယ်လိုက်ပြီနော်ညီမလေးဒီမှာဟဲ့ပြန်ထည့်အဲ့ရံပြန်ထည့်ထားလိုက်အညိုရောပြန်ထည့်ထားအညိုလေးကကုံတောင်ကုံသွားတယ်ခမိန်နဲ့ဝတ်လို့ရတဲ့အင်ဂျီလေးရှိလားဟုတ်ရှိပါတယ်ရှင်အင်ဂျီလေးလည်းရှိပါတယ်3536ခွန်ပတ်လေလောက်တဲ့ဂျင်းစက်ကတ်အတူရှိရင်ပြအမဘောင်းမီစက်ကတ်ဖြစ်သွားမယ်အတူကလေတိုဝိုင်း crop top ကရင်44 size AC ရှိပါတယ်ရင်44လေးတွေအများကြီးခါးဆိုင်အစွဲမပိုင်30ခွန်အစွဲပိုင်36ဟုတ်တယ်ဟုတ်မှာဟိုခါးဆိုင်လေးတွေကလေစကတ်အမဲအတူလေးကိုတေချာပြပေးပါလားတဲ့ဟုတ်ပြပေးမယ်နော်ခါးဆိုင်ကအခွဲမပိုင်တော့အမဟိုကလေအစွဲတွေပါပါတယ်ပြီးတော့သူကစုံကနန်းလာတဲ့အတွက်ကြောင့်အမတို့စုံကနန်းနဲ့ပဲဝယ်လို့ရမှာပါခါးဆိုင်လေးကလေမချစ်တဲ့ယူဟန်နီဝင်းဆွေရ36တဲ့ဘောင်းမီစကတ်36ဘောင်းမီစကတ်36လေးပြီဘယ်နဲ့ပုံလဲ တော့မဟုတ် အယောင်ပြီဟိုအယောင် ဘူးလေးရတယ် အယောင်ရဲ့အယောင်ညာဘောင်းမီစကတ်လေးနော်အောက်ကဘောင်းမီပါပါတယ်အရင်မိုက်တဲ့ဒီဇိုင်းအစ်စ်ပါနော်ဆွဲသားအပြည့်ပါပါတယ်ဒီဟာလေးတွေရဲ့ညီမတို့ SB ချင်းတွေမှာထုံးစံတိုင်းပဲเนาะဒီလိုအနုလေးတွေကပို့ပြီးတော့ကက်တင်ပြည့်ပါတယ်ပိုကြီးတယ်ပေါ့နော်ဒါလေးက jeans ကအမဲလေးလိုချင်တဲ့ဒူးအထက်ခါ30နဲ့လေးရှိလားဒူးအထက်ဆိုရင်အမအောက်ကဘောင်းမီပါသွားလိမ့်မယ်ဂျင်းဘောင်းမီအရှိကခါဆိုင်လေးပြောပါနော်ဒါကဂျင်းဘောင်းမီစကတ်လေးပါဒါပုံသစ်လေးပါနော်ခါဆိုင်34 36 38ရပါမယ်ဒါလေးကအယောင်က2ရောင်လာပါတယ်ညီမတို့မှာဈေးက26,500ပါဒီမှာပါရှင်2ရောင်လာပါမယ်အနုလေးနဲ့အရှင်လေးနဲ့ခါ343638ပါပါတယ်ဒီပုံလေးကလေခါ343638ပါပါတယ်ဒီပုံလေးကဈေးက26,500ပါဒီလိုလေးနော်ဒီလိုလေးပါရှင်26,500ကိုဒီအောက်မှာဘောင်းမီပါပါတယ်เนาะအဲ့တော့လွတ်လွတ်လပ်လပ်သွားလို့လာလို့ကောင်းပါတယ်နောက်စစ်လေးပါဒါလေးကနောက်စစ်လေးပါရှင်အနုလေးနဲ့အရင်လေးနဲ့ဆို2ရောင်လာပါတယ်ဈေးလေးက26,500ပါအားဆိုင်343638သမားတွေရပါမယ်เนาะဘာဖြစ်လဲဆိုတော့ညီမရှိမှာ40 42 44ဆိုတခြားပုံလေးဖြစ်သွားမှာခုနေ့ကတော့ဗီဒီယိုလေးတော့ထပ်တင်ပေးထားပါတယ်เนาะအဲ့ဒီထဲမှာရပါမယ်ဒါလေးက343638ရပါမယ်ရှင်ခါ36ဘာလဲမသိဂျင်းမောင်းမီအရှိရလေအမအကားလေးလားအရှူလေးလားရှင်ခါဆိုင်36ပြပေးပါမယ်เนาะအော်ဒီမောင်းမီကက်လေးလိုချင်တဲ့လူတွေရှိရင်ပြောပါเนาะပြီးရတော့ခေါ်ပါပေးပါနောက်တစ်ပုံဂျင်းမောင်းမီစက်ကက်ကအဲ့ဒီတပုံလေးလာမယ်ပြီးတော့အနက်ကလေးကကြတော့ဒီလိုလေးအိတ်လေးနှစ်ဖက်နဲ့ဒါလေးကလည်းဘောင်းမီစကက်လေးခါ343638လာပါတယ်ခါ34 36 38လာပါတယ်ခုနဈေးတိုင်းပဲ26,500ပါအောက်မှာဘောင်းမီပါပါတယ်ဆွဲသားအပြည့်ပါတော့ပုံမှန်စိုက်တိုင်းပဲယူပါခါ34 36 38ယူပါနော်ခါ34 36ရှိပါတယ်36 38ရပါမယ်ဒါလေးကအနက်ကလေးပါနောက်ပုံကြည့်တယ်ဒီနောက်ဒီဘောကနောက်ပြေးရအောက်ကဘောင်းမီပါပါတယ်ရှင်ဒါလေးတွေကနောက်တစ်ပုံမှာဘောင်းမီစကတ်ကိုနောက်တစ်ပုံလေးပါဒါလေးကချင်းရောင်လေးနဲ့အနုရောင်လေးနဲ့2ရောင်လာပါတယ်ရှင်ဒီလိုလေး2ရောင်လာပါတယ်ရောင်လဲတူက crop လေးတွေလာပါတယ်အရှိတော့မလာဘူးညီမလေးဟိုပြောင်းလဲတူက crop လေးလာပါတယ်ဒါလေးကအနုလေးနဲ့အရစ်လေးနဲ့လာပါတယ်ခါဆိုင်က34 36 38ရပါမယ်ဈေးက26,500ပါဒီလိုဘောင်းမီစကက်လေးကိုခါဆိုင်40 42 44လိုချင်တဲ့အမားတွေကချက်ပေါက်ကညီမတို့ကိုမေးမြန်းနိုင်ပါတယ်တခြားဒီဇိုင်းလေးတွေတော့ရပါမယ်ဒီဒီဇိုင်းထဲမှာတော့34 36 38ပဲရပါမယ်ရှင်ပြောင်းလဲတူကညီမလေး
နံပါတ်4ပါဒါလေးကနံပါတ်5ပါရှင်အပြဲကြိုက်တဲ့အမတွေဒါလေးအရန်မိုက်တယ်နံပါတ်5ဒါလေးတစ်ထည့်ပဲတော့ကျန်တော့မယ်ရှင်ဒါနံပါတ်5ပါနော်5ပုံရှိပြီးတော့ခဏလေးစဉ်းစားပေါ့သိရအောင်ဒါကတော့အခုနောက်ဆုံးထွက်တဲ့ volume ရဲ့အကားပါသူကဘာလေးဆန်းလဲဆိုတော့ဒီခါမှာကပတ် line လေးထည့်ထားပါတယ်ကပတ် line လေးထည့်ထားပါတယ်သူက2ရောင်ထွက်ပါတယ်နော်2ရောင်ထွက်ပါတယ်ညီမတို့ဒီဂျင်းအနက်မိုတက်လေးနဲ့ဂျင်းပြမိုတက်လေးဆိုပြီးတော့ဂျင်းဖြူလေးမိုတက်လေးဆိုပြီး2ရောင်ထွက်ပါတယ်ဒါ volume ရဲ့နောက်ဆုံးထွက်တဲ့ဒီဇိုင်းလေးပါခါဆိုင်34ကနေ42အထိရပါမယ်ဈေးလေးက4500ပါရှင်4500ပါရှင်ခါဆိုင်34ကနေပြီးတော့42အထိလာပါမယ်ဒီပုံလေးကဒီကပတ်ပုံစံလေးကသူကမသိလုံးဝကပတ်နဲ့ဝတ်ထားတဲ့လိုမျိုးလေးဒါလေးတွေကို crop နဲ့ဝတ်တအားလာပါတယ်ဈေးက4500ပါရှင်ဒီလိုလေးနော်ဒီလိုခပတ်လေးပါပါတယ်နောက်ဘက်ကကြည့်ရင်လည်းခပတ်ပုံစံလေးပါရှင်အရောင်လေးက2ရောင်လာပါတယ်အနက်မိုတက်လေးနဲ့ဒီချင်းကြလေးတော်တော်လှတာအမတို့ရဲ့ချင်းကြလေးယူကြပါချင်းကြလေးကိုမှဒီခပတ်ပုံစံတော်မိုက်တာသူ့ရဲ့ခပတ်ပုံစံလေးကကြာနည်းနည်းလေးကွဲပါတယ်နော်ဒီမှာဒီလိုလေးပါအနက်ကကြတော့ဒီလိုလေးပါပုံစံအကုန်လုံးခပြည့်နေရခပြည့်ဟာရောကြည့်အောင်ကြည့်ပါဟုတ်တယ်နော်ဒီပုံစံအတိုင်းလေးတွေပဲဒီဟာလေးဆိုရင်ဒီပုံစံလေးဒီဘက်ကချင်းပြလေးဆိုဒီလိုလေးနံပါတ်4ရဲ့ဟို1ကနေပြီးတော့5အထိကဘယ်လောက်လဲဆိုတော့1ကနေ5အထိကညီမတို့36,500ပါ36,500ပါvolume တစ်စိတ်ပါเนาะဒါလေးတွေကလေ volume တစ်စိတ်လေးတွေပါ36,500ပါရှင်ဒီကပတ်ကွင်းပါတဲ့ပုံလေးက4500ပါခုနကျမပြသွားတဲ့1 2 3 4 5ကကြတော့36,500ပါဒါလေးတွေကလောလောဆယ်ဆိုင်မှာ size စုံနေပါသေးတယ်နောက်ရက်ဆိုတော့မသိတော့ဘူးเนาะဟာကပတ်လေးရတာဒါ volume ကနောက်ဆုံးထွက်တဲ့နောက်ဆုံးဘယ်လိုပြောရမလဲနောက်ဆုံးပေါ်တဲ့နောက်ဆုံးထွက်တဲ့ဒီဇိုင်းလေးပေါ့အဲ့ဒီဇိုင်းလေးကိုဝစ်ချင်တဲ့အမတွေဆိုရင်တော့ညီမတို့ကိုချက်ပေါက်မှာမှာယူနိုင်ပါတယ်ခါဆိုင်34 36 38 40 42ထိရှိပါတယ်နံပါတ်4လေးယူမယ်ခါ36เนาะညီမလေးဒါလေးနော်ခါ38ကကြတော့အကားလေးလိုချင်တာလားအရှူးလေးလိုချင်တာလားရှင်ဒါလေးကနံပါတ်4လေးပါနော်ဟုတ်လားမသိမက်ကြော့ကီခိုင်လေးကြည့်ရအောင်နော်အားပေါ်လေးဖိုက်တယ်နော်ဒီမှာဘော်လျွန်းရဲ့အားသာချက်ကဂျင်းဝတ်ထားတာနဲ့မတူတော့ခံစားမှုကိုခံစားရပါတယ်လုံးဝပေါ့ပါလေးပါနော်ဂျင်းဆိုပြီးတော့တင်းတင်းကြပ်ကြပ်ကြီးနဲ့ခန္ဓာကိုယ်မမဟိုပူလောင်ပြီးတော့လေအဲ့လိုမျိုးမဖြစ်တဲ့ခံစားချက်ကဘော်လျွန်းရဲ့အားသာချက်ပါနားပါနော်ဒါလေးက36လေးထည့်လိုက်မယ်နော် Mac ကြော့ကေခိုင်လေး38ဘောင်းမီရလေအကားလေးလာရင် Mac ငွေစင်လေးအကားလေးလာရှူးလေးလာရင်38ကအကားလေးလာရှူးလေးလာပြောပြပါအောင်နော်38ဒီပုံလေးပဲဖြစ်နေ38ကလည်းလေခုနမငွေစင်မေးတဲ့အရင်ပုံရှိမှာပေါ့အထဲမှာရှစ်ဆိုအဖြူရောင်လေးအကောက်အဖြူရောင်လေးတက်လို့ရတာပေါ့အဲ့လိုပြောချင်တာအဲ့ဒါ38ကအကားလေးလာရင်မငွေစင်ခုနဟွာလေခုနတော့က36ကိုပြသွားတဲ့ပုံစံတွေအားလုံးက38မှာလည်းရပါတယ်38မှာလည်းရပါတယ်ဒီကပတ်ကွင်းလေးပါတဲ့ဟာလည်းရှိပါတယ်38မှာဆိုရင်နောက်အရင်ပုံစံနဲ့ဆိုရင်အဖြူကလိန်းလေးရပါမယ်နေချက်ပေါက်ကမဲထားတဲ့ crop လေးပြဟ
ကဒူးပုံနောက်ပုံစံမရှိတော့ဘူးမှဒီပုံပဲရမယ်နော်မမမို့ရေဒီပုံလေးပဲပါမယ်ဘာဖြစ်လို့ဆိုတော့ခါးဆိုင်ပြောင်းရင်တော့ရမယ်ခါးဆိုင်က343638ဆိုဒီပုံပဲရမယ်40 42 44ဆိုညီမဗီဒီယိုလေးတွေတော့တင်ပေးထားတယ်မှာတစ်ချက်ကြည့်ပေးပါအောင်နော်မှာအမဟိုဟာလေးရလေအဲ့ဒါမလို့အမခါးဆိုင်လေးညီမမေးတာပါမမမို့ချောလက်လက်ဝင်36လေးအကားလေးပြန်ပြပေးပါဟုတ်ပြန်ပြပေးမယ်ချောဟာလဲခုနလေးဖတ်တယ် ချောလက်လက်ချောလက်လက်ဝင် ဟိုကရာဒီဖာဒီလေး ဟောအဲ့ဒါလေးကြီးမှာမဟုတ်ဘူးအဲ့ဘာဘီမဟုတ်ဘူးအဲ့ဘာဘီကမပါသေးဘူးနောက်တစ်ခေါက်မှပါညီမလေးပြောတဲ့ဟိုဟာလေးကလေဘာဘီလေးကတင်လိုက်တာထားဒါလေးမှာညီမလေးပြောတဲ့ဟာလေးကအမနောက်တစ်ထုံမှပါမယ်နော်ဟိုချောလဲလဲဝင်လေးပြောတဲ့အင်ဂျီလေးကလေအမတို့နောက်တစ်ခေါက်မှပါပါမယ်ဟမ်မဟုတ်ဘူးမှားလဲမှာပြီးသားဖြစ်နေတာကိုအမတို့ဘယ်လိုပြောရမလဲနောက်တစ်ခေါက်မှပါမှာပါ38ထဲကအောက်ရှူးမေးတာတဲ့အောက်38အောက်ရှူးတဲ့ဟုတ်အောက်ရှူးပေးမယ်နော်အောက်ရှူးပြမယ်နော်အောက်ရှူးပေးမယ်နော်တဲ့ဘာလဲပြောခေါင်းမီအကားလေးခါ36ပြန်ပြပေးပြန်ပြကြဆိုလာတဲ့အဲ့ဒါနံပါတ်4လာတော့နံပါတ်4ကြာရင်မှပေးနော်ဒီကနေလိုက်ပါနော်ဒါလေးကနံပါတ်1ပါခါ36အကားကခါ36အရှူလေးပြမယ်နော်ခဏလေးဒါလေးကခါ36အကားနံပါတ်1ပါဒါလေးကနံပါတ်2ပါတရားပြီးတရားပြမယ်နော်ဒါလေးကနံပါတ်3ပါဒါလေးကနံပါတ်4ပါရှင်ပြီးတော့ဂျင်းအပြဲလေးကနံပါတ်5ပါနံပါတ်5ပါကပတ်ပါမဲ့ပုံလေးကကြတော့2ရောင်လာပါနံပါတ်6ပါနော်ကပတ်ပါတဲ့ပုံလေးပြပေးပါမယ်ဒါလေးတွေကအကုန်လုံးခါမြင့်ပါတယ်ဟိုခါအမြင့်ဆိုတာဒီလောက်တော့မရောက်ဘူးပေါ့အမတို့ရဲ့ခါလုံပါတယ်လုံးဝပုံမှန်ခါပါဟိုချက်ပြောက်လုံးဝမဟုတ်ပါဘူးเนาะချက်ပြောက်လုံးဝမဟုတ်ပါဘူးเนาะအဖြူအကားလေးရအောင်မယ်เนาะခါ36လားဟုတ်ကဲ့ဒါ3838ပြီဒါ2ရောင်ရပါမယ်ဒီကပတ်ပါတဲ့ပုံလေးရကပတ်ပါတဲ့ပုံလေးကခါ34 36 38 40 42ထိရပါမယ်ဂျင်းချေလေးတွေကလုံးဝခါလုံပါတယ်ချက်ပြုတ်လုံးဝမဟုတ်ပါဘူးအာမခံပါတယ်ရှင်အရှူးတဲ့38တဲ့အသေးတခြားဟာတွေကမရတော့ဟိုလုံးမရတော့ဟုတ်ကဲ့ရှင်အမအရှူးပါမယ်ရှင်ခါ38အရှူးเนาะခုနအရှူးမေးတာလေးကဒီဒီဇိုင်းလေးရပါမယ်ဘောလုံးနဲ့ဆိုရင်ငါအပြဲကနံပါတ်5အပြဲက3600ပါရှင်3600ပါဒါလေးကကြတော့3500ကိုဒါနံပါတ်2ပုံမှာတခြားဒါဘောလုံးနဲ့ရမယ်ပုံမှာเนาะဒါ38အရှူးမင်းနဲ့အမှားเนาะတခြားဒီဇိုင်းတွေကရဖို့ကညီမတို့ရှာပေးပါမယ်တခြားတစ်စိတ်ပေါ့เนาะတခြားတစ်စိတ်တွေကရဖို့ဟာရှာပေးပါမယ်ရှူးရပါတယ်ရှူးဆိုပြီးတော့တစ်စိတ်လေဒီစတော့ကင်းနေပါစတော့ကင်းနေပါလာလေနောက်ဆုံးနောက်တစ်တော့ကဘယ်နည်းလောက်ရောက်မလဲမင်းနဲ့မမှန်းတော့ဘူးညီမလေးရဲ့အခုကဘာလေးမှလည်းမသိဘူးတော်ကြရောက်ချင်ရင်လည်းစောရောက်တော်ကြမရောက်ချင်လည်းမရအနည်းဆုံးတော့တစ်ပတ်တော့ကြာမှာညီမဘာဖြစ်လို့အမတော့ပစ္စည်းပေါင်းတင်တာဆိုတော့ပစ္စည်းနည်းနည်းလေးတင်ကာဝကလုံးဝမတန်ဘူးအဲ့လိုဖြစ်တာပစ္စည်းနည်းနည်းလေးတင်လို့ကကာဝကဘာမှလည်းမဟုတ်ဘူးအဲ့တော့များတင်လေကို့အတွက်အများကြီးတက်တာလေးဆိုတော့မတို့များစုတင်တယ်ပစ္စည်းကဒီမှာဆိုင်မှာလဲပစ္စည်းတို့36,500ပါတင်းနှစ်345က36,500ပါကပတ်လေးပါတဲ့ပုံက4,500ပါရှင်4,500ပါเนาะကပတ်ပါတဲ့ပုံလေးပဲဈေးများတာပါနောက်ဆုံးထွက်တဲ့ပုံလေးဖြစ်နေလို့ရှည်ထက်နည်းနည်းတူတာရှိမလားတဲ့အဲ့ဒါနည်းနည်းတူတယ်ညီမလေးဗော်လျူးကပုံမှန်ထက်နည်းနည်းလေးတူတယ်လို့မှခံစားရတယ်ဗော်လျူးကလေဟိုပုံအမားတို့ရဲ့ဆိုပတ်တီပဲ
ဖြတ်เสียမလို့တော့ဟာဒါပေမဲ့အရင်မြင့်တဲ့သူတွေဆိုတော့ volume ကနည်းနည်းလေးသူတို့အတွက်တူပါတယ်နော်အမားတို့လို့ဟိုအရက်ကလည်း9ပေ2 5ပေ2ခွဲအဲ့လောက်9ပေ3အဲ့လောက်ကအတော်ပဲသူကလုံးဝဘာမှဖြတ်เสียမလို့ဒါပေမဲ့သူကအရင်မြင့်တဲ့သူတွေအတွက်တော့နည်းနည်းလေးသူတို့အတွက်တူနေပါမယ်နော် volume ကလေ အဲ့မတို့ဟိုမနက်ဖြန်ကြမှာဆက်တွေ့ကြမလားစင်နာရီတီးတော့မယ်ဆိုတော့လေမတို့မနက်ဖြန်ကြရင်ခက်စောစောလေးတက်လာခဲ့ပါမယ်ပြစရာတွေကအများကြီးကျန်ပါသေးတယ်ဘာတွေကျန်လဲဆိုတော့ style band အကားလေးတွေအများကြီးရောင်းဖို့ကျန်သေးတယ် style band အရန်မိုက်တယ် style band လေးဒီတစ်ခေါက်ရောက်တဲ့ style band လေးတွေတော်တော်လှပါတယ်အဲ့ style band လေးပြချင်တယ်ပြီးတော့အင်ချီတွေအများကြီးကျန်သေးတယ်ခေါင်းလှလှလေးလည်းကျန်သေးရဆိုတော့အမတို့မနက်ဖြန်ကြရင်ပြန်တွေ့ကြပါမယ်ဒီနေ့ကအမ live လွှင့်မယ်လို့လည်းပြောထားတဲ့အတွက်ကြောင့်မလို့တက်လာလိုက်တာအမှန်အရင်နောက်ချနေပါပြီတကယ်အားနာပါတယ်မနေ့ကကြရင်အမတို့ပြန်တွေ့ကြပါမယ်အားပေးတဲ့တရားစီတာကျေးဇူးအများကြီးတင်ပါတယ်စိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေအဲဆိုရင်အားလုံးပဲခွန်တိုက်ပါအမတို့မနေ့ကကြရင်ပြန်တွေ့ကြပါမယ်နော်